brother တို့အားလုံးမင်္ဂလာပါနော်အခုကျွန်တော်ဒီနားမလည်တဲ့လူတွေအများကြီးရှိတယ်ဗျာအဲ့ဒါကျွန်တော်ပြန်ပြီးတော့ဒီဗီဒီယိုပြန်လုပ်ပေးရပါတော့ဒီဆွားတာကိုနားမလည်တဲ့လူတွေနော်အမှန်ကြီးကျွန်တော်အကြီးနှစ်ခါကြာရတယ်ကျွန်တော်အသေးကိုလောင်းတာတယ်အကြီးနှစ်ခါကြာရင်အသေးလောင်းတယ်နော်အမှန်ကြီးကျွန်တော်နိုင်သွားတယ်ဗျာနိုင်သွားတယ်အမှန်ကျွန်တော်အဲ့တော့အသေးကြာတော့ကျွန်တော်အကြီးလောင်းမှာတစ်စပဲလောင်းမှာ30ပဲလောင်းမှာနော် brother တို့ဒါကိုယ့်ရဲ့ဒီတွင်ငွေတင်းထားတဲ့အပေါ်မူတည်ပြီးတော့ဗျာတို့ချိန်တလောက်လောင်းလို့ရတယ်နော်ကျွန်တော်ပေးတဲ့ formula 100% ဝင်ရနော်ဒီကအချိန်လေးနဲ့ပုံမှန်လေးဆော့ရပါမယ်သူ့ချိန်နဲ့သူပုံမှန်လေးဆော့ရပြီဗျာတို့100%အဝင်ကြီးပဲနော်ရှုံးနေဆိုတာဟိုမရှိတာနော်ကျွန်တော်ရှုံးရတယ်ဗျာအသေးသူအကြီးအသေးကြထိုးတော့ကျွန်တော်အကြီးထိုးလိုက်တယ်ရှုံးရတယ်အဲ့တော့အသေးပြန်ကြအသေးနှစ်ခါကျအကြီး3သားလိုက်မယ်စားရှုံး3သားလိုက်နော်3သားရှုံးရင်9သား9သားရှုံးရင်29စား29စားရှုံးရင်81စား81စားရှုံးရင်243စားလိုက်လို့ရတယ်ကျွန်တော်ကြည့်လိုက်တာနော်အမအကြီးကြပါသလားနိုင်ပါပြီအခုအကြီးကြရတော့ကျွန်တော်အသေးပြန်လိုက်မယ်အသေးတစ်စပဲလိုက်မယ်ဟိုဒီအကြီးတစ်ခါကျရင်အသေးလိုက်မယ်အကြီးနှစ်ခါကျရင်အသေးလိုက်မယ်အကြီး3ခါကျရင်အကြီးပဲလိုက်မယ်ဗျာအကြီး3ခါကျပြီ4ခါကျမှ5ခါကျမှအဲ့လိုကြာသွားနိုင်တယ်အဲ့အကြီးပဲလိုက်ပါအောင်အဲ့လိုကြာတော့နော်အဲ့လိုပဲအသေးဆိုလည်းအဲ့လိုပဲအသေးတစ်ခါကျရင်အကြီးလိုက်မယ်အသေးနှစ်ခါကျရင်အကြီးလိုက်မယ်ပြီးအသေး3ခါကျရင်အသေးပဲလိုက်ပါအောင်နော်ဘရာတေချာလေးနားထောင်တေချာလေးစောကြနော်ဘရာနားမလည်လို့များတော့ကျွန်တော်ဗီဒီယိုပြန်လုပ်ပေးရနော်9မိနစ်စာဗီဒီယိုကျွန်တော်ပြန်လုပ်ပေးရဟိုအကြီးကြီးကြာပါကျွန်တော်ရှုံးသွားတယ်အဲ့တော့အကြီးကြီးကြာတော့ကျွန်တော်အသေးပြန်လောင်းမယ်အသေး3ခါပြန်လောင်းမယ်အမှန်ကြီးနော်အသေးကြပါတယ်အဲ့ကျွန်တော်နိုင်သွားတယ်နိုင်သွားတယ်ကျွန်တော်အကြီးပြန်လောင်းမယ်အသေးကြတော့အကြီးပြန်လောင်းမယ်တစားပြန်လောင်းမယ်နိုင်သွားရင်တစားပြန်စားရှုံးသွားရင်3စားလိုက်9စားလိုက်အဲ့လိုလိုက်ပါစားနိုင်သွားရင်တစားပြန်စားနော် brother တို့ဒီငွေသွင်းရမှာလည်းမကြောက်ကြနဲ့နော်ငွေသွင်းတာလည်းယုံကြည်ထိတ်ချရတယ်ငွေသွင်းငွေထုတ်လည်းယုံကြည်ထိတ်ချရတယ်စောင့်တဲ့လူတွေကတော့ကျွန်တော် group ထဲမှာ group ထောင်ပေးရတယ်အခု group ထဲမှာတော့မေ့ကြည့်လို့ရတယ်နော်လိန်ငယ်ရတဲ့လူဆိုတာရှိဦးမရှိတာအခုကျွန်တော်ရှုံးရတယ်ဗျာအသေးလောင်းတာအကြီးတောင်းတာအသေးကြပါရှုံးသွားမှာအကြီးကို3ခါပြန်လိုက်မယ်အသေး2ခါကြာတော့